ဒီကနေ့လူအခြေအနေမျိုးမှာတိုင်းပြည်ရဲ့လိုအပ်ချက်ကပြည့်ပဲ needy country ဒီကနေ့ကနော်တတိုင်းပြည်လို့အကုန်လုံးနေတာလိုတဲ့နေရာတွေကိုတက်ဆွမ်းသမျှဖြည့်နိုင်အောင်လုပ်ဖို့လိုပါတယ်ဆိုတာလေးကိုတပည့်တော်ကဒါပြောချင်တယ်ဗုဒ္ဓကိုယ်တိုင်ကပြောထားတယ်လောကတ္ထစရိယဘာပါလဲ strive in welfare for the world နော်ဒါပြောထားတယ်ပြည်သူတို့ရဲ့အကျိုးကိုဆောင်ရွက်ပါ strive in welfare for the nation အဲ့ဒါကြောင့်တက္ကသိုလ်ထောင်ရင်ဟိုဘက်ကမူလတန်းကလေးမိဘမဲ့စေရသားကလေးလေးတွေကျောင်းလေးပါတွဲထောင်မယ်ဟိုဘက်ကစေကံလေးပါတွဲဖွင့်မယ်ဟာမကောင်းဘူးလားဗျာပြောစရာကြီးပေါ့မြတ်စွာဘုရားလက်ထက်ကကျောင်းတော်တွေမှာပြန်ကြည့်ဂီလာနသာလာတို့ဘေသစ္စသာလာတို့ဆိုတာကျောင်းတိုင်းရှိတယ်လေဂီလာနသာလာလူမမာယုံဘေသစ္စသာလာဆေးယုံပတ္တနာပါတလိပုတ်သွားရင်တော့အာသောကကျောင်းတော်ရာကြီးတွေမှာသွားကြည့်နော်ဘေသစ္စသာလာဆိုတဲ့မြေခွက်ကြီးတစ်ခွက်ရှိတယ်အာသောကမင်းကြီးကျောင်းဆောက်တော့အာသောကရင်ကျောင်းကြီးဆောက်တော့ဆေးရုံမှာတွဲဆောက်ထားတာအဲ့ဒါကြောင့်ရှင်ဘုရားတို့ဒီ social work နဲ့ missionary နဲ့တွဲပြီးတော့သွားရမယ်ဆိုတာတော့ဒါတပည့်တော်တို့သိကြဖို့မှာ